ကနေတီဆူဖြောပြပြီးတော့နိုင်ရအတွက်အစင်သေးပြုလုပ်ထားပြီးဖို့မြစ်ထားရခံပါတယ်ကျွန်တော်တို့တချင်းက3ပုတ်လောက်ပဲကျန်ပါတယ်ဆိုတော့ညီမျိုးကြောလေးတီဆူသွားကြရအောင်နော်ပြီးတဲ့ထိအားပေးကြရအောင်နော်မင်္ဂလာပါကဲပါ
ရှုံးသမားတော့အဖြစ်မခံနိုင်ဘူးဆိုတဲ့တခြင်းကိုမြူးမြူးကြွကြွလေးနဲ့တီးဆိုဖြောပေးသွားပါတော့စောမသူကိုအထူးပဲကျေးဇူးတင်ရှိပါတယ်သူကတော့ကျွန်တော်တို့ဒီဂေဘာလူမျိုးရဲ့တက်တိစအဆုတော်လို့ပြောလဲမမှားဘူးပေါ့နော်ဆိုတော့သူ့အတွက်လက်ခုပ်တန်လေးတီးပေးကြပါဦးဟုတ်ကဲ့ပါဆက်လက်ပြီးတော့မှဖော်တဲ့ဟဲဆိုတဲ့ကရန်တခြင်းလေးကိုတီးဆိုဖြေပြနိုင်ရတဲ့ခွန်တော်တို့ကိုဖိတ်ခေါ်ပါတယ်ခွန်တော်တို့တီးဆိုဖြေပြပြီးတဲ့နောက်မှာလွမ်းဆရာရှိလဲနာဆရာနဲ့ဖြေမဲဆိုတဲ့တခြင်းကိုတီးဆိုဖြေပြနိုင်ရတဲ့စောအဲတို့ဝါအစင်တေပြုလုပ်ထားပြီးဖို့မြတ်တာရခံပါရခင်ဗျာ